ကျွန်တော်တို့ရဲ့စိတ်နှလုံးဓာတ်ကိုပြုပြင်ပြောင်းလဲခြင်းကျွန်တော်တို့စိတ်နှလုံးဓာတ်ကိုပြင်ဆင်ခြင်းကျွန်တော်တို့စိတ်နှလုံးဓာတ်ကိုလမ်းမှန်ရောက်အောင် train ခြင်းပြုပြင်ခြင်းပြီးတော့ကောင်းမွန်တဲ့စိတ်နှလုံးသားကိုပျက်စီးမသွားအောင်ယိုယွင်းမသွားအောင်ကွယ်ကာခြင်းဒီအရာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်နှုတ်ကပတ်တော်ကဘာပြောလဲဆိုရင်ခတ်သိမ်းသောအရာထက်ကိုစိတ်နှလုံးသားဆင်းလဲပြောဆိုကျွန်တော်တို့လူရဲ့စိတ်ကခတ်သိမ်းတဲ့အရာထက်ကိုတော့ကောက်ကျစ်တတ်တယ်ယုံမှန်တတ်တယ်ရိုင်းဆိုင်တတ်တယ်ညှဉ်းညူးတတ်တယ်နှလုံးသားကတဲ့ခတ်သိမ်းသောအရာထက်ကိုဆင်းလဲဘယ်လိုလူရဲ့အတွင်းနှလုံးသားကကျွန်တော်တို့ကမမြင်ရတဲ့အရာကရှိနေတဲ့အတွက်သူ့ရဲ့သဘောထားကမမြင်ရတဲ့အပိုင်းမှာရှိနေတဲ့အတွက်ဒါကကျွန်တော်တို့မကောင်းတဲ့အရာနောက်များစွာပဲဖြစ်နေတယ်ဒါမို့ဖခင်ကလူကိုကြည့်အပြင်မှန်းကိုမကြည့်ဘူးနှလုံးသားကိုကြည့်တယ်မမြင်တဲ့အရာကိုစိတ်ဝင်စားတယ်ဒါဖြစ်တော့အဲ့မမြင်တဲ့နှလုံးသားကခတ်သိမ်းသောအရာတွေကိုဆင်းလဲတယ်ကျွန်တော်တို့နှလုံးသားကဘယ်လိုပြုပြင်မလဲဘယ်လိုပြင်ဆင်မလဲဘယ်လိုပြောင်းလဲမလဲတချို့ပြောတယ်ပညာတတ်စွာသင်လိုက်မယ်ပညာရေးကကျွန်တော်တို့ရဲ့နှလုံးသားစိုးရင်ခြင်းမိုက်မဲခြင်းယိုယင်းခြင်းတောက်ကျစ်ဆင်းနေခြင်းကိုပြုပြင်မလို့ထင်ကြတာနော်ဒါပေမဲ့ကျွန်တော်ပြောညာပညာကြတော့ကောင်းမကောင်းကိုဝေဖန်ပိုင်းခြားပြီးတော့ပြဿနာကိုအကောင်းဆုံးဘယ်လိုဖြေရှင်းမလဲငါဘာလုပ်တင်လဲဘာကိုရှောင်တင်လဲဆိုတာသင်ပေးတဲ့အရာဖြစ်တယ်ပြောစီတော့ကျွန်တော်တို့ဘယ်ချိန်မှာဘယ်လိုစကားပြောတင်လဲမပြောတင်လဲကိုသိစေတာကပညာဘယ်ချိန်မှာဘာလုပ်တင်လဲဘယ်ချိန်မှာဘာစားတင်လဲဘယ်ချိန်မှာဘယ်လိုအပြုမှုကိုပြုတင်လဲဘယ်ချိန်မှာဘယ်လိုအပြုမှုကိုမပြုတင်ဘူးလဲဘယ်ချိန်မှာဘယ်လိုကံသွယ်တင်လဲဆိုတာကိုအကောင်းဆုံးသင်ပေးတာကပညာဒီပညာတရားကကျွန်တော်တို့ကိုအများကြီးပြုပြင်မဲ့ပညာတရားကကျွန်တော်တို့စိတ်နှလုံးသားပြုပြင်မလားဆိုတော့ကျွန်တော် 100% မပြုပြင်နိုင်ဘူးဗျအချို့ຢာတွေပြင်ကောင်းပြင်နိုင်တယ်ဒါပေမဲ့နှလုံးသားကိုတကယ်ပြုပြင်မှာကပညာမဟုတ်တခုရှိတယ်ကျွန်တော်ပြောပြတယ်ဒါဆိုရင်ကျွန်တော်တို့ပညာတွေတတ်လာတယ်ဒါဆိုရင်ပညာကဘာတွေကိုပြုပြင်ပြောက်ကိုရဟုတ်တယ်ကျွန်တော်တို့ကအခုက AD 2025ဒါကုန်တော့မယ် BC 300 BC 900 BC 450ပြောဘယ်လိုဖြစ်လာမလဲ AD 300 400အဲ့တော့ကရှိတဲ့ပစ္စည်းတချို့တွေအသုံးဆောင်တချို့တွေလူအဆောက်အဦတချို့တွေလူတွေရဲ့နေလူပါသုံးတဲ့အရာတွေကတိုးတက်လာတယ်ပညာတွေခင်မီလာတယ်တက်လာတယ်သိကျွမ်းလာတယ်ကျမ်းမာရေးအသိပညာဤပညာအသိပညာသိပ္ပံအသက်ပညာစီးပွားပညာတွေအခုပို့လို့ကောင်းလာတဲ့အချိန်မှာအရင်တော့မပြည့်စုံမကောင်းတဲ့ပညာဒီလူနေမှုဆက်ကပြုပြင်ပြောင်းလဲသွားတော့ပိုကောင်းတဲ့စနစ်ကိုထူထောင်ပါတယ်ဒါပေမဲ့ဟိုးလွန်ခဲ့တဲ့ BC ဘလောက်ကနေအခါအခုချိန်ထိလူသားတွေရှိနေတဲ့အခါနဲ့အခုချိန်ထိမှာအပြင်ပိုင်းပညာတွေဤပညာတွေရုပ်ဝတ္ထုတွေကပြောင်းလဲလာပြီမဲ့လူရဲ့စိတ်ကမပြောင်းလဲဘူးဗျာလူရဲ့စိတ်ကပါဆိုမနာလိုတယ်ဒေါသကြီးတယ်ခိုးတယ်လူတယ်ဝန်တိုတယ်အဘိဓါပွားတယ်မစ္စည်းစိတ်များတယ်ပြိုင်ဆိုင်လိုစိတ်ရှိတယ်မာနကြီးတယ်သူတစ်ပါးထက်ကိုနာဖြစ်ခြင်းတယ်ဒါကြီးကမပြောင်းလဲတဲ့ကိစ္စကဘာဝလဲကျွန်တော်တို့လူတွေတယောက်တစ်ယောက်မြစ်တာတက်ဝင်ချစ်အခုလည်းချစ်ကဘာဝလဲလူတွေမုန်းတဲ့မနာလိုတဲ့ကဲ့ရဲ့တဲ့ယာထုမှတ်တဲ့ငွေမဲ့တဲ့ချီးမြှောက်တဲ့ကြက်အခုလည်းကြက်ဒီသဘောတရားနှလုံးသားနဲ့ဆိုင်တဲ့စိတ်နဲ့ဆိုင်တဲ့သဘောတရားကမပြောင်းလဲဘူးရှင်လူတော်မဆောအပ်ပါတယ်ငါဆုံးနေတဲ့တဲ့